rehearsal လုပ်ခဲ့တယ်ဒါပေမဲ့ဒီနေ့မှာမထူးမကန်းနဲ့ကျွန်တော်တို့အများကြီးအားပေးတာကိုတွေ့ရတော့တချင်းတွေအများကြီးဘောနော်ချက်ဆိုရမယ်ဆိုတော့ဒါပဲဖြစ်ဖြစ်ဒီမှာ rehearsal လုပ်ထားရတဲ့ချင်းကိုပဲ Thank you One, two, three.